ရွှေလက်ကမိသားစုမှာအားလုံးမင်္ဂလာပါဗျ။ကျွန်တော်ရဲ့ channel မှာကျွန်တော်ရဲ့တူရီလိုက်ကနေကိုဆက်မကြည့်ရှုအားပေးနေကြပါအားလုံးမင်္ဂလာပါနဲ့ပြည့်စုံတဲ့နေ့ရက်တွေဖြစ်ပါလိမ့်ဗျာနော်။ကျွန်တော်ဒီကောင်မတွေကိုအခုကျွန်တော် live video live ပေါ့နော် video နဲ့ရိုက်ပြီးတော့မြောက်ပြီးသွားတော့အခုလာမဲ့သတင်းနာတွေ9ရက်မှ9ရက်ထိပေါ့နော်3ရက်မွေးဒိုင်ခွက်ရွှေပိတ်တစ်လုံးနဲ့ဝိတင်ခွက်ကိုကျွန်တော်ညီကောင်မျှောက်ပြီးမှဖြစ်ပါလိမ့်ဗျာနော်ကျွန်တော် live လေးလွှင့်လာကြပါပြီ။ channel ကလည်းအသစ်တွေဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုကြည့်ရှုအားပေးကြတဲ့ညီကောင်မရွှေလက်ကြီး channel ကိုဝင်ရောက်ကြည့်ရှုအားပေးကြညီကောင်တွေ subscribe လုပ်တဲ့ညီကောင်ရှိ subscribe တွေဝင်ရအားပေးပါ like လက်မှာနှိပ်ပြီးတော့ share လုပ်ရရင် share ပေးခြင်းဝင်ရပေးပါဗျ။ဘာလို့လဲဆိုတော့ကျွန်တော် like လွှင့်လာကြပြီဆိုတော့ကလည်း channel လည်းအသစ်ဖြစ်တဲ့အတွက်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ရဲ့ရွှေလက်ကြီး channel မိသားစုမှာမိတ်ဆွေဟောင်းများမိတ်ဆွေတိတ်များအားလုံးကိုကျွန်တော်ဒီကနေပြီးတော့မြစ်တဲ့ခံပါတယ် share လုပ်ရရင် share ပေးပါ subscribe လုပ်ကညီကောင်ရှိ subscribe တွေဝင်ရအားပေးပါလို့ကျွန်တော်ဒီကနေပြီးတော့မြစ်တဲ့ခံပါဗျ။အဲကျွန်တော်ရဲ့3ရက်မွေးတိုင်ဖို့ရွှေပတ်တီဒီကောင်မျှောက်ပေးပါဗျနော်။ပြီးရင်ကျွန်တော် break ပါမျှောက်ပေးပါဗျ။ခုလာမယ်တနင်္လာနေ့9ရက်နေ့စတာပါနော်9ရက်နေ့စတဲ့9ရက်မှစတဲ့9ရက်မှ9ရက်ထိဒါ9ရက်မှကျွန်တော်9ရက်ထိပါနော်9ရက်မှ9ရက်ထိ9ရက်မှ9ရက်ထိ9လပိုင်း2026ဟုတ်နော်ဒါအကြောင်းည3ရက်မွေးဒိုင်ခွဲရွှေပတ်တီးပဲနော်3ရက်မွေး3ရက်မွေးဒိုင်ခွဲရွှေပတ်တီးဒါ3ရက်မွေးဒိုင်ခွဲရွှေပတ်တီးကိုကျွန်တော်မျှောက်ပေးမှာဗျဒီ3ရက်မွေးဒိုင်ခွဲရွှေပတ်တီးကကျွန်တော်3ရက်မွေးပါနော်3ရက်မွေးဒိုင်ခွဲရွှေပတ်တီးကကျွန်တော်အခုကျွန်တော် site တော့မပြတော့ဘူးဗျနော်ဒါကနန်းပဲမျှောက်ပေးမယ်ဒါ3ရက်မွေးဒိုင်ခွဲရွှေပတ်တီးကတော့6ပတ်တီးဖြစ်ပါလေဗျ6ပတ်တီးပါနော်ဒီကောင်က6ပတ်တီးနောက်ကတင်မတ်တင်ခွက်ပေါ့6ပတ်တီးမှာတင်မတ်တင်ခွက်ဒီတင်ခွက်မှာဆိုရင်6နဲ့ဆိုရင်60 65 68 63ဖြစ်ပါတယ်ဗျာနော်ဒါ6နဲ့ပတ်သက်လို့တင်ထိုးမဲ့ဝေးခွက်4ခွက်ဖြစ်ပါတယ်နော်ဒီကောင်ကကြောက်ပြီဆိုရင်ဒီပတ်တီးနဲ့ဒါတင်ထိုးခွက်ဖြစ်ပါတယ်နော်ဒါကျွန်တော်တို့ break ကအခုကျွန်တော်တို့ဒီတော့ကျွန်တော်တင်းနာနေပိတ်တယ်ပေါ့နော်တင်းနာနေပိတ်တော့ကျွန်တော်ညီပေါ့တင်းနာနေပိတ်တော့ကျွန်တော်တို့4ရက်ပဲကစားမှာနော်အခု4ရက်တော့တင်မှာဒါမွေးပရိပေါ့နော်4ရက်တော့တင်မှာမွေးပရိက4ရက်မွေးပရိပေါ့4ရက်မွေးပရိကကျွန်တော်4 9ပရိဖြစ်ပါတယ်ဗျ4ပရိ9ပရိပေါ့နော်4ပရိ9ပရိဖြစ်ပါတယ်ဗျဒါကြောင့်ညီကောင်မတွေကျွန်တော်ရွှေလက်ကြီး channel ကိုဝင်ရောက်ကြည့်ရှုအားပေးရညီကောင်မတွေကိုကျွန်တော်မျှောက်ပြီးတော့9ရက်မှ9ရက်ထိနော်9လပိုင်း2026 3ရက်မူတိုင်ခွက်ရှိပါသေး6ပတ်တိဖြစ်ပါတယ်တင်ခွက်က66 68 63ဖြစ်ပါတယ် break ကြိုက်တဲ့ကစားချင်တဲ့မိတ်ဆွေများ4ရက်မူ break ကတော့4 9ဖြစ်ပါတယ်ကဲကြောင့်ညီကောင်ကျွန်တော်ရဲ့ဒီ channel လေးကို channel အသစ်ဖြစ်တဲ့အတွက် subscribe လုပ်ညီကောင်ရှိ subscribe လုပ်ဝင်ရအားပေးပါ like လက်မလေးနှိပ်ပြီးတော့ဝင်ရအားပေးပါဗျာနော်ကျွန်တော်ညီကောင်မတွေကျွန်တော်နောက်လာမယ့်ဘက်ကဆိုလို့ရှိရင်ကျွန်တော် like လေးပြန်ပြီးတော့လွှင့်ပေးပါဖြစ်ပါတယ်ဒါကြောင့်ဝင်ရောက်ကြည့်ရှုအားပေးခြင်းကအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် live show လေးကိုလည်းဝင်ရောက်ကြည့်ရှုအားပေးနဲ့စောင့်မျှော်အားပေးခြင်းကလည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ live web ရွှေပတ်တီးကိုကျွန်တော်ရဲ့ရွှေလေးကြီး channel ကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့ညီကောင်တွေအမြဲနော်အမြဲစီကြည့်ရတဲ့သူကတီးပြီးသားဖြစ်တဲ့အတွက်ရေးရကစားဗျာနော်အားလုံး bye bye